ပြန်တနင်္ဂနွေနေ့ငါတို့ဒိတ်ဖို့သတ်မှတ်ထားတဲ့နေ့နင်းစီကမက်ဆေ့လေးကိုစောင့်နေရင်ငါတနေ့တာအချိန်တွေကုန်ဆုံးသွားခဲ့တယ်မျောလင်းချက်တွေနဲ့ငါတို့ရဲ့အမတ်တရားတွေကိုပြန်တွေ့တယောက်တည်းပြုံးနေမိတာတွေ့မိတိုင်းလဲရန်ကိုချစ်နူးနေခဲ့တာပါချက်ချင်းဆိုသလိုပဲနင်းစီက message တစ်ခုဝင်လာတယ်ငါရန်ပြောသွားပြီးမှအလင်းမြန်မဲ့ချိန်လိုက်မိတဲ့ဒါပေမဲ့ငါမျက်လုံးနဲ့မယုံနိုင်ခဲ့ဘူးကဘာကြီးတစ်ခုလုံးရတန်သွားသလိုပဲငါတို့ရှိမစကြရအောင်တဲ့လားဘာကြောင့်လဲဆိုတာမပြောခဲ့ပဲနင်ထွက်သွားခဲ့တယ်ခုဆိုမနဲ့ပြန်ဆိုရင်ငါတို့ရဲ့ anniversary day ရောက်ပြီပေါ့နေမပါပေမဲ့ငါနဲ့တိုင်းဒီနေ့ကိုချမ်းပါဖြစ်တယ်နေနဲ့မတရားတွေကိုပဲတွေ့ရင်နေမမမီတော့တဲ့ငါတို့ရဲ့ anniversary day လေးကိုငါတယောက်တည်းပဲဖြစ်ချော်နေခဲ့တယ်အကြောင်းပြချက်မရှိပဲထွက်သွားခဲ့တဲ့နေ့ငါတို့တော့အဲ့ဒီနေ့ကအဖို့တန်ဆုံးမှာနေမရှိတော့ပေမဲ့ဒီနေ့ဆိုတဲ့ချိန်ရောက်တိုင်းငါရဲ့နေကလွန်စမွေကတိုးလို့လာတယ်လွန်စမွေကတိုးလို့လာတယ်နေမေသွားပြီဆိုတာသိပေမဲ့လေဒီနေ့လေးကိုတော့ငါမတရားတဲ့မှာပဲ